ဒီနေ့တော့ skin care ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာသဘာဝနီလန်ဖြစ်တဲ့ဒန်းတလွန်ရွက်နဲ့ဒီနေ့ skin care တာလုပ်ကြည့်မယ်အဲ့တော့ဒီမှာဆိုရင်ဒါဆန်ပေါ့နော်ဆန်အနေငယ်ပေါ့နော်အဲ့ကိုယ်မှာရှိတဲ့ဆန်အနေငယ်ကိုစားလေးနဲ့ထည့်ပြီးတော့စားလေးနည်းနည်းထည့်ပြီးတော့ရေးစိတ်မယ်ပေါ့နော်ဒီဆန်ကိုပေါ့နော်စားလေးနည်းနည်းထည့်ပြီးတော့မှဒီလိုနယ်ပြီးတော့ပေါ့နော်စေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဆန်မှာပါတဲ့ဒီဓာတုပစ္စည်းတို့အဲ့လိုပေါ့နော်အဖုံအမှုန်တွေပေါ့နော်ပြောင်စင်သွားအောင်လို့ဒီစားလေးထည့်ပြီးတော့စေးတာပါဒါလေးကတော့အိမ်နာလေးကခူးလာတဲ့ဒန်းနလွန်ရွက်လေးပေါ့နော်အဲ့တော့ဒန်းနလွန်ရွက်ကလေးတွေကိုတော့တန့်သွားအောင်လို့ရေးစေးပါမယ်ပထမဦးဆုံးဒီဆန်စေးလေးတွေကိုပေါ့နော်ကြိတ်ပါမယ်ဒီအသားရည်ထိမ့်ထိမ့်ကြီးဟာမက်ရီမွန်ရဲ့နီလန်ဖြစ်တာပေါ့နော်သူ့ရဲ့နီလန်ကိုကျွန်မကနည်းနည်းလေးပဲဖြည့်ဆွက်ပြီးတော့လှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မက်ရီမွန်ကို credit ပေးပါတယ်ရှင်အခုဆန်တွေကိုတွေးတာဒီလိုမျိုးလေးပေါ့နော်ညက်သွားတဲ့အနေထားမှာဆိုရင်ဒန်းတလွန်ရွက်လေးတွေကိုထည့်ပါမယ်ဒန်းတလွန်ရွက်လေးတွေကိုလည်းဒီလိုပဲပေါ့နော်ကြိတ်ပါမယ်ရှင်အခုတွေးလိုက်တာဒီလိုနေထားရပြီပေါ့နော်ပို့ပြီးတော့ညက်အောင်လို့များများလေးအားထည့်ပြီးတွေးပြီးပါပြီးရင်ဒီနှင်းစီပွင့်ဖက်ကလေးတွေပေါ့နော်နည်းနည်းထည့်ပြီးတော့ကြိတ်ကြည့်ပါမယ်ရှင်အခုဒါလေးကတော့ဆန်မုံရယ်ဒီဒန်းနလွန်ရွက်ကလေးတွေရယ်ပြီးတော့နှင်းစီပွင့်ဖက်လေးတွေရယ်ကိုရောပြီးတော့တွေးထားတဲ့အရည်လေးပေါ့နော်အဲ့ဒါလေးတွေကိုကျွန်မကပြားရည်လေးနည်းနည်းထည့်ပါမယ်ဒါလေးကပြားရည်လေးပေါ့နော်အဲ့တော့ပြားရည်လေးနဲ့ဒီဟိုဟာလေးပေါ့နော်အနှစ်ကလေးတမသွားအောင်လို့များများလေးမှုပေးပါမယ်ကဲအခုတော့ဒါလေးနဲ့ကျွန်မက skin care ကြည့်မယ်ပေါ့နော်အဲ့တော့လုံနီးလေးကတော့အရန်ကိုရိုးရှင်းလွယ်ကူပါတယ်အဲ့တော့ဒီဟာလေးတွေမှာပါဝင်တဲ့ဒီအနှစ်လေးတွေမှာပါဝင်တဲ့ပေါ့နော်ပစ္စည်းလေးတွေအကောင်းဆုံးလေးတွေကိုကျွန်မကနောက်မှာဖော်ပြထားပါမယ်